ကိုထက်အစာပေါင်းများစွာပိုကြီးပြီးအနိုင်ကျင့်တတ်တဲ့လူမိုင်းနံကောင်အုပ်စုကြီးကိုပရွက်စိတ်အုံလေးတစ်ခုလုံးပေါင်းပြီးဘလို့ပြန်တော်လာမလဲဒီနေ့မှာတော့1998ခုနှစ်ကထွက်ရှိခဲ့ပြီးကလေးလူကြီးမရွေးအကြိုက်တွေ့ခဲ့ကြတဲ့ Obus Life ဆိုတဲ့ပရွက်စိတ်ကလေးတွေရဲ့ကဘာအကြောင်းကို recast လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျာဇလန်ရဲ့အဓိကမင်းသားကတော့ Flick လို့ခေါ်တဲ့ပရွက်စိတ်တီထွင်သူလေးပေါ့ဗျာသူကသူများနဲ့မတူပဲထူးဆန်းတဲ့စက်ပစ္စည်းတွေအမြဲလျှောက်ထွင်တတ်တော့ပရွက်စိတ်အုံကြီးတစ်ခုလုံးကသူ့ကိုလူရှုပ်လေးဆိုပြီးကြည့်မရကြဘူးအထူးသဖြင့်ပရွက်စိတ်မင်းသမီးလေးအတားကသူ့ကြောင့်ပြဿနာတက်မှာကိုတိတ်ကြောက်တာဒီပရွက်စိတ်အုံလေးဟာနှစ်တိုင်းဟော့ပါဥဆောင်တဲ့လူမိုင်းနံကောင်းကြီးတွေအတွက်အစားအစာတွေစုဆောင်းပေးရပါတယ်ဒါပေမဲ့ကျွန်တော်တို့မင်းသားချော Flick တီထွင်လိုက်တဲ့စက်တစ်ခုကြောင့်စုထားတဲ့အစားအစာတွေအားလုံးရေထဲမျောပြီးပျက်စီးသွားပါလေရောနံကောင်းကြီးဟော့ပါကလည်းအစားအစာတွေမရှိတော့တာမြင်တော့အုံအုံတောင်းတောင်းစိတ်တူပြီးနောက်တစ်ခေါက်အစားအစာအစမတန်ပြန်မပေးရင်ပရွက်စိတ်အုံကိုဖျက်ဆီးပစ်မယ်လို့ချင်းချောက်သွားခဲ့ပါတယ်ဒီတော့ Flick ကအမှားပြင်တဲ့အနေနဲ့နံကောင်တွေကိုပြန်ချနိုင်မဲ့တိုက်ခိုက်ရေးသမားအင်းဆက်အဖွဲ့ကြီးကိုမြို့ပေါ်တက်ရှာဖို့အကြံပြုပြီးထွက်လာခဲ့တဲ့ပရွက်စိတ်အုံကလည်းသူရှိရင်ရှုပ်နေမှမို့သွားချင်ရသွားဆိုပြီးလွှတ်လိုက်ကြတာဗျာဒါပေမဲ့ကန်ဆိုးချင်တော့သူရှာတွေ့ပြီးအုံထဲခေါ်လာတဲ့အကောင်တွေကတိုက်ခိုက်ရေးသမားတွေမဟုတ်ပဲစက်ကပ်အဖွဲ့ကအလုတ်ပြုတ်လာတဲ့လူပြက်တွေဖြစ်နေတာဗျပိုးလောက်ကောင်တုတ်တုတ်ကြီးပရိဖက်တီကြီးနဲ့ပိုးဆုံးကျူးတွေပါလာပေါ့ဒါကို Flick ကတကယ်စစ်သူရဲကောင်းတွေအမှတ်နဲ့ပရွက်စိတ်အုံကိုခေါ်လာခဲ့ပါတယ်အစာပိုင်းမှာစက်ကတ်သမားတွေကထွက်ပြေးဖို့ကြိုးစားပေမဲ့ငှက်ဘေးကနေပရွက်စိတ်မင်းသမီးလေးတော့ကိုကယ်တင်လိုက်နိုင်လို့သူရဲကောင်းတွေအဖြစ်အားလုံးကတတ်မှတ်သွားကြတယ်အမှန်တရားကိုသိသွားတဲ့ Flick ကလည်းအစီအစဉ်တစ်ခုဆွဲပြီးနံကောင်တွေအကြောက်ဆုံးငှက်အတူကြီးတစ်ခုကိုစက်ကတ်အဖွဲ့နဲ့ပရွက်စိတ်တွေပေါင်းပြီးလှုပ်ဝက်တီထွင်ကြပါတော့တယ်ဒါပေမဲ့နံကောင်တွေမလာခင်လေးမှာပဲစက်ကတ်မန်နေဂျာရောက်လာပြီးဒါတွေကလူပြက်တွေပါလို့ဖွင့်ပြလိုက်လို့အမှန်တရားပေါက်ကြားသွားပြီးပရွက်စိတ်အုံက Flick ကိုယုံကြည်မှုလုံးဝပြပြကမောင်းထုတ်လိုက်ပါတော့တယ်နံကောင်တွေတကယ်ရောက်လာပြီးပရွက်စိတ်ဘရင်မကြီးကိုပါအနိုင်ကျင့်တဲ့ခါမှာတော့Flick တယောက်စက်ကပ်အဖွဲ့နဲ့အတူစွန့်စားပြီးပြန်လာခဲ့ပါတယ်သူတို့လှုပ်ထားတဲ့ငှက်တူကြီးနဲ့နံကောင်တွေကိုခြောက်လန့်ပြီးရန်စင်တိုက်ခိုက်ခဲ့လို့နံကောင်တွေလမ်းဖြတ်ကုန်တာပေါ့နောက်ဆုံးမှာတော့လူမိုက်ကြီးဟော့ပါဟာ Flick ကိုတတ်ဖို့ကြိုးစားရင်းနဲ့ငှက်စစ်ကြီးရှိတဲ့အတိုက်ထဲရောက်သွားပြီးငှက်စာဖြစ်သွားပါတော့တယ်ဗျာဒီဇက်ကားလေးကနေပေးချင်တဲ့သင်ခန်းစာကတော့ကျွန်တော်တို့ဟာဘလောက်ပဲတင်းငယ်တဲ့ပရွက်စိတ်ကလေးတွေဖြစ်ပါစေအားလုံးစီစီလုံးလုံးနဲ့အတူတူရုန်းကန်ရင်ဘလို့အခက်ခဲရန်သူကိုမစိုးကြော်လွှားနိုင်နေဆိုတာပါပဲဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့ဥပြနောက်ထပ်ဘလို့ကာတွန်းကားမျိုးကို recast မြင်ခြင်းလဲ comment မှာရေးခဲ့ပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်တာတာ